လူတိုင်းရဲ့ဘဝမှာကိုယ်ဒီတတ်မှတ်ထားရှိကြတဲ့ကိုရောက်ချင်တဲ့ပန်းနိုင်တွေကိုရချင်တဲ့အောင်မြင်မှုတွေအတီးတီးရှိကြတယ်အဲ့တော့ကျွန်တော်တို့ဒီနေ့မှာဘာကြီးဖြစ်ရမယ်ဆိုတဲ့ပုံစံမျိုးပေါ့အဲ့လိုကိုရချင်တဲ့အောင်မြင်မှုတွေကိုသွားချင်တဲ့ဒီရီမန်းချက်ဒီပန်းနိုင်တွေကိုရရှိဖို့ဆိုလို့ရှိရင်ကိုယ်မှာရှိနေတဲ့ super power လို့ခေါ်တဲ့အလုပ်ဖြစ်ဆုံး power တွေကိုကျွန်တော်တို့သိဖို့လိုတယ်အဲ့တော့လူတိုင်းမှာကကျွန်တော်တို့အလုပ်ဖြစ်ဆုံး power တစ်ခုထက်မကအနည်းဆုံးရှိနေတတ်ကြတယ်ဒါကိုကသိအောင်ပြန်ပြီးတော့ရှာဖွေတတ်ဖို့တော့လိုမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့စီမှာအလုပ်ဖြစ်တဲ့ super power တွေရှိတယ်လို့တခြားကျွန်တော်တို့အလုပ်မဖြစ်တဲ့ power တွေလည်းရှိတယ်အဲ့တော့ကိုယ်မှာရှိနေတဲ့အလုပ်ဖြစ်ဆုံး super power ကိုသိရှိအောင်လုပ်ပြီးလို့ရှိရင်ကိုယ်မှာရှိထားတဲ့အလုပ်မဖြစ်တဲ့ power တွေကိုလည်းသိရှိထားအောင်လုပ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်အနေနဲ့ကိုယ့်ရဲ့အားသာချက်ကိုစောင့်အားနည်းချက်ကိုရှောင်ပြီးတော့မှကိုရချင်တဲ့အောင်မြင်မှုတွေကိုလိုချင်တဲ့ကိုရောက်ချင်တဲ့ပန်းနိုင်တွေကိုအမြန်ဆုံးနဲ့အမှန်ဆုံးရောက်ရှိအောင်ကျွန်တော်တို့လှုပ်ဆောင်နိုင်တယ်အဲ့တော့ဒီလောကကြီးမှာဒီတူညီစွာအခွင့်အရေးရနေတဲ့အရာနှစ်ခုရှိတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင် ability to learn နဲ့ ability to teach လို့ခေါ်တဲ့အရာနှစ်ခုပဲအဲ့တော့လေ့လာသင်ယူနိုင်စွမ်းနဲ့ပြန်လည်သင်ကြားနိုင်စွမ်းဆိုတဲ့ဒီစွမ်းရည်နှစ်ရက်ကဒါတဘာဝတရားကြီးကကျွန်တော်တို့ကိုဒန်းတူညီမျှပေးထားတဲ့လက်ဆောင်တွေပဲဖြစ်တယ်ကျွန်တော်တို့ကဘလောက်ပဲဒီရက်ဒေတာတွေကွဲပြားလူတစ်ယောက်နဲ့တစ်ယောက်ဘလောက်ပဲမတူညီပေါ့နော်ကျွန်တော်အားလုံးမှာတူညီစွာရှိနေကြတာကတော့အားလုံးဟာလေ့လာသင်ယူမှုတွေကိုပြုနိုင်ကြတယ်ပြီးရင်အဲ့ကိုသိရှိနားလည်ထားတဲ့အရာတွေကိုပြန်ပြီးတော့သင်ကြားနိုင်စွမ်းတွေရှိကြတယ်ပြန်လည်သင်ကြားနိုင်စွမ်းတွေပေါ့အဲ့လိုလေ့လာသင်ယူနိုင်စွမ်းနဲ့ပြန်လည်သင်ကြားနိုင်စွမ်းတွေကိုအသုံးချပြီးတော့မှကျွန်တော်တို့ရကျင်တဲ့အောင်မြင်မှုတွေကျွန်တော်တို့လိုချင်တဲ့ရောက်ချင်တဲ့ပန်းနိုင်တွေကိုကျွန်တော်တို့ရောက်ရှိအောင်လှုပ်ဆောင်နိုင်ကြတယ်ဒီချက်လေးကိုသိထားမယ်ဆိုလို့ရှိရင်ကိုယ့်အနေနဲ့ကလေ့လာသင်မှုတွေကိုလုပ်မယ်ပြီးွားရင်ကိုလေ့လာသိရှိထားတဲ့အကြောင်းအရာတွေကိုပြန်ပြီးတော့သင်ကြားပြသပေးမယ်ဒီနှစ်ခုကိုပေါင်းစပ်နိုင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရကျင်တဲ့အောင်မြင်မှုတွေရောက်ချင်တဲ့ပန်းနိုင်တွေကိုအမြန်ဆုံးရောက်ရှိသွားမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကနေပြီးတော့မိတ်ဆွေတို့အတွက်စဉ်းစားတွေးခေါ်စရာဒါမှမဟုတ်အတိတုတတစ်ခုခုရရှိသွားလိမ့်မယ်လို့ကျွန်တော်အနေနဲ့ယုံကြည်မိပါတယ်အဲ့တော့အားလုံးပဲနေကောင်းချမ်းသာပြီးတော့ပျော်ရွှင်ကြည်လင်တဲ့နေ့ရက်လေးကိုပိုင်ဆိုင်နိုင်ကြပါစေနောက်ဗီဒီယိုမှာကျွန်တော်ပြန်ဆုံတွေ့ကြပါအောင်မယ်